မောင်လေးမင်္ဂလာပါအမောင်လေးကဘာလို့လဲမသိ ညီမရင်တွေလေ ဘူးဒီမရင်တော့ပြောရုံနဲ့ဆိုင်နဲ့တခြားသည်ပဲ something တော့ something ပဲနော် အဲ့ဒါနည်းနည်းပါဆိုင်လို့လေဟုတ်ပါ စပါအဲ့ဆိုကျွန်တော်အကောင်းမှမေးမယ်နော်အမောင်လေးကိုကြည့်ရအရင်လည်းတဲ့မဲ့ပုံပဲအဲ့ဆိုရင်ကောင်းလေးတယောက်ထဲပါအမောင်လေးကိုတူကြိုက်ဘူးလား မကြိုက်ဘူးပါအကြိုက်ရှင်မမတူတာ ဒါဆိုအမရဲ့တိုက်ကဘယ်လိုပုံစံမျိုးဖြစ်မလဲ ကျမကအရန်ပလေးတဲ့ကိုကြီးတွေဆိုရမ်းကြိုက်တယ် ဒါဆိုအမရော ကျမကအရန်ပလေးတဲ့မောင်လေးတွေကိုအရန်ကြိုက်တယ် ဒါဆိုအမောင်လေးရဲ့အသက်ကဘယ်လောက်ရှိပြီလဲ ကျမတက်ကမ16နဲ့ကျမကတော့30ရှာ အဲ့ဆိုကျွန်တော်အသက်က30အရင်လည်း play တတ်တယ်ဒါဆိုရင်အမောင်လေးကိုတိုက်နေကွက်ကြည့်ပဲနော် ဆောက်ယူကောင်ဆောက်ချက်လည်းမရှိဘူးဟုတ်ပါသူ့အိမ်မှာအမှန်မရှိဘူးလားမသိဘူး First blood. ပြန်လာစားတယ်ပြောလိုက်အောင်မယ်နော်ယောက်ျားလေးတွေကသူတို့စကားဆက်ပြောလို့ရှိရင်မိန်းကလေးဘက်ကချွတ်ချွတ်တတကောင်းကောင်းမွန်မွန်နဲ့ပြန်ပြောလို့ရှိရင်သူတို့ကြိုက်တယ်လို့ထင်ကြရနော်အဲ့ဒီ over confidence ကြီးကဘယ်နာကနေရောက်လာလဲ Double kill. 6လည်းမရှိဘူးဟုတ်အား6စီအဲ့6လုံးပါအိမ်မှာအဲ့ဒီ confidence မျိုးရှိမောင်လေးရဲ့ Triple kill. ဟုတ်တယ်ညီမလေးပြောပြလိုက် အမောင်ပြောရင်666ဆိုရဘာကြီးလဲ Bruh. ဒီမဲ့မသိရင် ChatGPT မှာသွားမေးလိုက်ဟုတ်တယ်2025တောင်ကြောက်နေပြီဒါလေးတောင်မသိစောက်ယူခိုင်းလာပြောနေမှာလားဟုတ်